ကျွန်တော်တကယ်ဘုံပေါက်တဲ့ချင်တော့ကျွန်တော်ဘာမှမသိတာဘာမှမသိတော့အုံးဆိုတဲ့အတန်ပဲကြားလိုက်တာဘာလို့ကျွန်တော်နည်းနည်းနီးတယ်ဥပမာဆိုကျွန်တော်မြင်ရမှာဆိုကျွန်တော်ဟိုဆိုင်ငယ်နားလောက်ဆိုကျွန်တော်ဒီနားလောက်ပေါ့နော်အဲ့ချိန်မှာကျွန်တော်အေးမင်းကမလို့လုံနေကွာလုံလို့ပြီးသွားရင်ငါ့ကိုခေါ်ငါလည်းလိုက်မယ်ဆိုပြီးပြောပြီးကျွန်တော်ပတ်ခတ်ထဲမှာလှဲလိုက်တဲ့အချိန်မှာအဲ့မှာစပြီးတော့အုံးဆိုတဲ့အတန်ပဲကျွန်တော်ရဲဘော်အကုန်လုံးသိတဲ့နာမည်ကတော့တော်ဝက်ပေါ့နော်အခုကတော့စာဘေးဆိုတဲ့နာမည်တွေပါစာဘေးဆိုတဲ့အစီအစဉ်ကတော့အဓိကကိုကိုကြည့်ပြီးတော့မိုတီယူဖို့ရဖို့ရပြီးသွားရင်အလူခံမဲ့တူဗျာကျွန်တော်ကိုကြည့်ပြီးတော့အသေးစမ်းနေတဲ့သူတို့ဖြစ်တယ်ကလစ်ရင်လည်းကျွန်တော်တို့ပတ်စံရမယ်အဲ့အချက်လေးပေါ့ပြီးသွားရင်ဒီလိုမျိုးဘေးကထောက်ဖို့ရတဲ့ကုညီနိုင်မယ်ဆိုတဲ့အတွေးလေးပေါ့အဲ့လိုအတွေးလေးကြောင့်ကျွန်တော်ဒီစာဘေးကိုလုပ်ဖြစ်တာပါဒီလိုမျိုးဒဏ်ရာရနေတဲ့ပုံစံကြီးနဲ့ငါဟင်းချက်ပြမယ်ဆိုရင်ကိုယ်နဲ့တစ်ခုလေးနဲ့ထွက်လာနိုင်တယ်ပေါ့နော်ကြီးရဲ့လူတွေနဲ့ခွန်အားရမယ်ခွန်နဲ့တစ်ခုလေးနဲ့တစ်ခုထက်ရမယ်ပေါ့နော်ကြီးရဲ့လူတွေနဲ့နောက်တစ်မျိုးထက်ပြီးကြည့်လို့ရမယ်ပေါ့အဲ့လိုအတွေးနဲ့ကျွန်တော်ဒီအစီအစဉ်ရိုက်ဖြစ်တာအဲကြောင့်ကိုမကိုရှိရလေးနဲ့ကိုယ့်ကိုချွေးကြံချွေးတာတယ်ချွေးကြံချွေးတာပြီးစားတယ်ရိုက်တဲ့အချိန်တွေပဲကျွန်တော်တို့မှာကောင်းကောင်းမွန်စားတယ်ချားချင်းကျွန်တော်ချွေးကြံလေးနဲ့ကိုယ့်ကိုနေတယ်ပေါ့နော်လူကစားပါတယ်ညာမိုးချုပ်ကြီးကိုတကောင်လေးစစ်ကြောင်းထိုးတာကိုကိုရတော့ပြန်ချမယ်ဆိုပြီးတော့လုပ်တဲ့အချိန်မှာကျွန်တော်တို့ error တွေနဲ့ချမယ်ပေါ့နော်ဟောတယ်အရင်ဆုံး error တွေနဲ့အရင်တော့အမုံကျွေးမယ်ဆိုပြီးတော့တဘောနဲ့ကျွန်တော်တို့အဲ့ error တွေဆင်တာပေါ့ဘုံသီးတွေဆင်တာဘုံသီးတွေဆင်တော့ကျွန်တော်တို့ကမီးဟိုလာပါလျှက်စစ်မီထုံးလို့မရအောင်အဲ့ဟာကျွန်တော်တို့မီးစက်မောင်းရတာမီးစက်မောင်းလို့မရအတန်ထွက်မှဆိုးတာရယ်ပြီးမီးရန်လင်သွားမှဆိုးတာရယ်အဲ့ဒါကျွန်တော်တို့ဖျောင်းလိုက်ထုံးပြီးလုပ်လိုက်တာအဲ့ဒါကြောင့်ဖြစ်သွားတာပေါ့နော်ဖျောင်းလိုက် short လဲပါတယ်အဲ့မှာ battery short လေးနဲ့နည်းနည်းပါတယ်အဲ့ short နှစ်ခုကြောင့်ကျွန်တော်တို့ဒီလိုဖြစ်သွားတာပေါ့နော်ဘုံကတော့22လုံးလောက်ပုံလာတာအောင်မြင်သွားပြီကျွန်တော်သွားချတော့မှာနောက်ဆုံးတစ်လုံးစင်တာအဲ့နောက်ဆုံးလုံးစင်တာမှာပဲနောက်ဆုံးဆိုတော့အတိုင်းပဲဖြစ်သွားတာပေါ့နော်ပြီးတော့ကျွန်တော်ဆေးရုံပုံရောက်သွားတယ်ပေါ့ဆေးရုံပုံမြင်ရတော့ကျွန်တော်ဆေးရုံပုံမှာဘာမှမစဉ်းစားနိုင်သေးတာဘာလို့လဲဆိုကျွန်တော်နားထဲမှာအဲ့အလေလိုမျိုးနော်စီဆိုတဲ့အတိုင်းပေါ့နော်အဲ့လိုမျိုးကြီးထွက်နေတာကျွန်တော်မျက်လုံးကဘာမှမမြင်ရဘူးငါတော့သွားပြီပေါ့နော်ငါမျက်နှာကြီးဆောင်ရဲဆိုးသွားပြီငါခန္ဓာကိုယ်မှာဒဏ်ရာတွေအများကြီး6လောက်ကတော့မပြတ်သေးဘူးပေါ့နော်ငါဒီလိုမျိုးရှိရဆိုရဲအတွေးနဲ့ပဲရှိရဖြစ်တဲ့အတွက်ကျွန်တော်ဒီလိုမျိုးဒုက္ခိတလိုမျိုးဖြစ်သွားမယ်လို့ကျွန်တော်အဲ့ဒီတော့စစချင်းတော့ကျွန်တော်မတွေးမိဘူးတပတ်လောက်ကြာတော့မှသာကျွန်တော်6လောက်မရှိတော့ဆိုတော့ကျွန်တော်သိရတာပေါ့နော်ကိုကဒွေရတွေဖြစ်နေရဲ့ညီုံပြီးတော့လည်းညီရစိတ်မကောင်းတော့မပြောပြဘူးအကူရှိသေးတယ်ပဲပြောကြတယ်ဘာလို့လဲဆိုတော့အဲ့တော့အခုချိန်နေတဲ့ခံစားနေရ6လောက်တစ်ချောင်းရှိရဆိုတော့အဲ့တော့အဲ့လိုမျိုးခံစားနေရတော့အဆင်ပြေရပေါ့နော်နောက်တစ်ပတ်လောက်ကြာတော့မှအဲ့6လောက်ကြီးကမရှိတကယ်ကိုမရှိတော့ဆိုတာသိလိုက်ရဒါပေမဲ့အဲ့တော့သိလိုက်တဲ့အချိန်ကကျွန်တော်6လောက်တွက်ကဒီလောက်ရှိသေးတယ်ဒီဒူကောင်းအထက်လောက်ရှိသေးတယ်ဒီလိုမျိုးမတူဘူးအဲ့တော့โอเคဒီလောက်ဆိုရင်ငါ့ကိုခြေတူးပြန်တက်လို့ရတယ်ငါတော့အဆင်ပြေသေးတယ်ဆိုကိုယ့်ကိုစိတ်တင်းထားသေးရပေါ့နော်စိတ်တင်းရောစိတ်ပြက်ပြီးရော့သွားတာတည်ကျင်တော့ဖြစ်လာတယ်ဆိုတာကအဲ့မှာကျွန်တော်တည်ကျင်တော့ဖြစ်တာပေါ့နော်ဒါပို့ပြီးတည်ကျင်တာကကျွန်တော်ဒီဆေးရုံရောက်တဲ့အချိန်မှာကျွန်တော်ကကိုဘေးဖြစ်လို့ဆိုပြီးတော့ကျွန်တော်ဒီရဲဘော်မှာကျွန်တော်ဘေးမှာဘလူးမှမရှိဘူးကျွန်တော်ဒီတိုင်း plane ခေါ်သွားတာပြီး plane အခန်းအလုံးပိတ်ခန်းထဲမှာထည့်ထားတာအဲ့တော့ဆိုကျွန်တော်ကိုယ့်ကိုတက်တေဖို့အထိပါကျွန်တော်ကြိုးစားတယ်အဲ့လိုဘာလို့လဲဆိုတော့ကိုအရန်အနာကျင်ကြိုက်ခဲနေရကိုဘေးကလူတွေကိုပြောတော့ဘေးကလူကမသိဘူးနားတယ်ပဲသိတာနားတယ်ဆိုတဲ့တခါနားတယ်လို့ပဲသိတာအဲ့ဒါလည်းဆေးကဟိုအချိန်ပြည့်ထိုးပေးနေရမဟုတ်ဘူးပြီးတော့လေဘေးနားမှာကအလုံးမှန်အလုံးပိတ်ကြီးနဲ့နေရဆိုအရန်ကြီးကိုတက်မလား6ချားတယ်ပေါ့နော်ပြီးငါးဘွားကြီးသွားပြီပေါ့ငါဘလို့မှရှေ့ဆက်လို့မရတော့ဘူးအဲ့လိုမှတဆင့်ကျွန်တော်တဖြည်းဖြည်းနဲ့တက်တာလာနေကျွန်တော်ကိုဗစ်လည်းပျောက်သွားရောကျွန်တော်အဲ့ချားလူနာဆောင်ထဲမှာထားပါအဲ့ဟိုကလည်းကျွန်တော်နေ့တိုင်း operation ကလည်းဝင်ရတယ်နေ့တိုင်းဝင်ရတာနေ့တိုင်းဝင်တိုင်းနဲ့ခံစားရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဘာမှမစဉ်းစားမိဘူးငါတော့သွားပြီငါတော့ဘာမှမလုပ်နိုင်တော့ဘူးငါတော့ဒါကြီးခံတန်းအိကောင်းသွားရောငါချက်တော့ကြီးကပြတ်သွားတာငါဘယ်လိုများနေပါမလဲပေါ့နော်အဲ့ချိန်မှာကျွန်တော်တဲ့အချိန်နေဆိုတဲ့အကူတယောက်တွေ့တယ်ခုနကကူလို့ပြောတယ်ဆိုသူ့မျက်နှာမှာပြုံးနေဒါပေမဲ့သူ့ရှင်ထဲမှာသူလည်းတေးတောင်းထန်ရပဲသူ့မျက်နှာလည်းပြုံးနေပြုံးတာအေးချလိုက်တာပေါ့နော်သူဒီတော့ဖြစ်နေအောင်သူကပြုံးပဲပေါ့အေးစေးနေတိုင်းပေါ့ဝီးချဲပေါ့မှာငါ6တစ်ဖက်ပြတ်တာပေါ့မှာခံနိုင်ရမယ်ပေါ့နော်အဲ့လိုတွေတွေးနေကျွန်တော်မူတီလေးရလာတယ်အဲ့ချိန်မှာဒီအကူအပွားအကူတယောက်က
ကျွန်တော်အခုတော့အကြီးဆုံးပေါ့နော်သူအကူကဗာမေးရသူမင်းပြီးတော့ဘာလုပ်မလဲပေါ့နော်ပြီးတော့ကျွန်တော်ဖူးဘော်ကလုံးပါကျွန်တော်အစားစားလာကြိုက်တယ်ကျွန်တော်ဘောမှာကျွန်တော်စားစားလာကြိုက်ဟုတ်လားအေးတဲ့မင်းလုပ်ပေါ့ခွာဟောအဲ့တော့ကိုကဒန်ပဲကိုစိတ်ချမ်းသာအောင်ပြောခဲ့ရပဲထင်ခဲ့တာပေါ့နော်ပြီးတော့ကျွန်တော်ကကိုကျမ်းမအောင်လုပ်ဖြည်းဖြည်းကျမ်းမအောင်လုပ်ပြီးအိမ်ုံပြန်ရောက်လာအိမ်ုံပြန်ရောက်လာပြီးကျွန်တော်စိတ်တက်တွေကလည်းကြာနေတယ်အဲ့ချိန်မှာအဲ့ကိုကဒီစားဘေးဆိုတဲ့ဒီအစီအစဉ်ကိုမစလုပ်တော့ပေါ့နော်ငါဘလို့ထောက်ပံ့ပြီးမှဖိုင်းတယ်သူကိုယ်တိုင်နဲ့ခြိုက်ပေးမယ်ပေါ့နော်ကင်မရာပိုင်းနဲ့ကင်မရာပဲသူကိုယ်တိုင်သူများစီကငှားပြီးတော့ဒီပုံခြိုက်ပေးအောင်နော်အဲ့ချိန်ကျတော့ကျွန်တော်ဟာငါတကယ်လုံးရမယ်ပေါ့နော်ပြီးငါတွေးထားသလိုမျိုးငါလိုမျိုးဟိုတော့ငါလာထူထူထောင်နဲ့တန်တန်မာမာနဲ့အဲ့ဒါဖြစ်လာလူတိုင်းမြင်လူရဲငါ့ကိုကြည့်ပြီးတော့ငါမူတီးတူမျိုးသူတို့လည်းယူလို့ရတော့မှာပဲဆိုတဲ့အတွေးလေးကိုကျွန်တော်ခေါင်းထဲကိုနားတယ်ကျွန်တော်ဒီဟာကြီးစပြီးတော့လုပ်ဖြစ်သွားတာပေါ့နော်ညီလေးဝါသနာပါပြီးညီလေးဖြစ်ချင်နေရအဲ့ဒါပဲအဲ့ဒါပဲမလို့ကျွန်တော်ဖူးလက်ကနေတော့ကျွန်တော်ဆက်သွားမယ်ကျွန်တော်လူမျိုးလည်းကြည့်ပြီးတော့တခြားလူတွေလည်းသူ့မှာသူအလုပ်လေးရှိရပေါ့နော်သူတို့တက်ကြွတဲ့ပညာလေးနဲ့သူတို့လည်းလုံးနိုင်လုံးလို့ရပါတယ်ဆိုတာလေးပဲကျွန်တော်ပြပြချင်တာပါဒီနေ့မှဒီစမ်းရမလေးပေါင်ရက်တို့ဖြစ်သွားတာဒုံးဆိုကျွန်တော်ပြစ်လေရောအဲ့နာပါကျွန်တော်ဆက်မရိုက်နိုင်အောင်ကျွန်တော်အဲ့ဗီဒီယိုလေးတစ်ခုကျွန်တော်တင်လိုက်တယ်ပေါ့ကျွန်တော်ဆက်ပြီးတော့မစားနိုင်တယ်အဲ့အကြောင်းပါဆိုတော့ကျွန်တော်ဝါးရေးအားပေးကြတယ်ပေါ့နော်တော့အရန်ပြီးတော့ခန္ဓာကိုယ်ဒုက္ခမပေးပါနဲ့ပေါ့နော်ကိုယ့်ကိုယ်လည်းဟိုနေတောင်နေပါအောင်ပေါ့မြတ်တာရရလို့ခံစားတကယ်ကိုရတယ်အမြဲတမ်းသူတို့ဆိုဟိုကိုယ့်ရဲ့သားသမီးတယောက်လိုပဲကျွန်တော်အမြဲတမ်းပြောနေကြတော့ကျွန်တော်သူတို့အဲ့ကွန်မန့်လေးဖတ်ပြီးကျွန်တော်အရန်ပြောရတယ်ပေါ့နော်တကယ်တည်းအားတကယ်ကိုရှိပါတယ်သူတို့ဒီအဲ့လိုမြတ်တာရခဲ့ရလဲကျွန်တော်ဝမ်းသာပါတယ်တိုက်ပွဲတိုက်ခဲ့ပေါ့နော်တိုက်ပွဲမှာကျွန်တော်ဒီလိုဖြစ်ခဲ့တယ်ကျွန်တော်ဒီလိုဖြစ်ခဲ့တဲ့အတွက်ကျွန်တော်ဒီကြံရလေးကိုမြင်လိုက်တိုင်းကျွန်တော်အားမနေပါဘူးကျွန်တော်ပြစ်သွားတဲ့အတွက်လည်းကျွန်တော်အားမနေပါဘူးကျွန်တော်အတွက်ဂုဏ်ယူစရာတော့မှတ်တယ်ဒီဟာတွေကိုမြင်လိုက်တိုင်းဒီကောင်းလေးကိုငါတို့ဘယ်လိုလုပ်ရမလဲငါလူတော့ဒီလိုလူဖြစ်အောင်လို့ဒီလိုကောင်းလေးကိုမြစ်ဖြစ်ကမယ်ဆိုတဲ့စိတ်ကိုကျွန်တော်ထားတယ်အဲ့ဒါကျွန်တော်အားမနေပါဘူးပြီးတော့ပြည်သူတွေကကိုယ်ရဲ့အတွက်ဒါလည်းရှိနေတဲ့အတွက်သက်သားလည်းရှိနေတဲ့အတွက်ပေါ့နော်ကျွန်တော်တို့စိတ်သွားရရပါရဲ့ဒီတိုင်းပြည့်တယ်ဒီတိုင်းပြည့်ပါတယ်နော်ကျွန်တော်ဒီလိုနဲ့ရောက်ရတဲ့အတွက်ကျွန်တော်တောင်းတရနေရသူအားလည်းနေပါဘူးအဲ့လိုပါလေဒီစားပြီးတော့ဟိုကွန်စားကြည့်အောင်နော်ဘယ်သူမကောင်းတော့ပဲဒါပေမဲ့ရဲဘော်တွေကတည့်ရတာပဲတုတ်ကင်နေကောင်းတဲ့ဟိုမျက်စောင်းတူးနေကောင်းတယ်ဆိုကျွန်တော်အကုန်မစားပြတော့ပါဘူးเนาะကျေးဇူးအများကြီးတင်ပါတယ်